ဘလိုလဲပန်ပို့ခဲ့လဲဆိုတော့သူအဓိကတော့ဒီကျွန်တော်တို့ငယ်ငယ်ကလေးကပေါ့နော်မိကျောင်းသားမိဘဆရာပေါ့နော်အဲ့လိုဆိုတဲ့အခါမှာကျောင်းသားဒီထိတ်မှာပေါ့ကျွန်တော်မိဘဆရာဆိုတဲ့အတိုင်းပဲမိဘဒီဆရာသင်ပေးလိုက်တဲ့ဟာတွေကိုအိမ်ရောက်လို့ရှိရင်သူဘာတွေလုပ်ရမလဲပြန်ပြီးတော့ training ပြန်လုပ်ပေးတာပေါ့နေ့စဉ်ပေါ့အဲ့ဒီခါလေးနေ့စဉ်မအားဘူးဆိုလို့ရှိရင်တော့အပတ်စဉ်ပေါ့တေချာတာတော့အပတ်စဉ်ဒီစနေတနင်္ဂနွေတိုင်းအောင်ကျွန်တော်လုပ်ပေးဖြစ်တယ်ဘာသာဆောင်ပေါ့ဘာသာပြန်ပြီးတော့အပြင်ကျူရှင်တွေဘာတွေတော့မထားပါဘူးကိုယ်တိုင်ဒီကျောင်းတီချယ်တွေတင်လိုက်တာလည်းတော်တော်လေးပြည့်စုံတယ်တော်တော်လေးဒီ course ကလည်းအပြတ်တင်တယ်အားလုံးဒီဘာသာရပ်တိုင်းကိုတို့တေချာနောက်ကျတော့ Viber လည်းနည်းနည်း join ထားတော့ကျွန်တော်စာရင်းနဲ့ဝေးနေတဲ့ခါမှာမသိတဲ့ဟာတွေကိုဒီချယ်ကိုပြန်မေးတဲ့ခါမှာကိုယ်ပြန်ပြီးသူ့ကိုပြောပြနိုင်တယ်ပေါ့အဓိကတော့သူကဟိုမှာလဲဆီယာမတွေကအပြည့်စုံတင်ပြီးသားဆိုတော့သိပါတယ်ကလေးကစီပြီးသားဟိုမှာကိုယ်ပြန်ပြီးတော့ repeated ပြန်လုပ်ပေးတာပေါ့အဲ့တော့ပိုးပြီးစာကြည့်တာပေါ့ဒါပါပဲအဲ့လောက်ပါပဲတိတ်အများကြီးတော့မဟုတ်ပါဘူးရွေးချယ်ရတဲ့အကြောင်းလေးသိရမှာရှင်ရွေးချယ်ရတဲ့အကြောင်းရင်းကတော့ကျောင်းရဲ့အဓိကဒီ folder ရဲ့စိတ်နေစိတ်ထားနဲ့သူ့ရဲ့ဒီကလေးတွေအပေါ်မှာထားတဲ့ဒီအဓိကစာတက်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုကြိုက်တာပေါ့ကျန်တဲ့ကျောင်းတွေလည်းကျွန်တော်အကုန်လုံးဒီမထားခင်မှာ10ကျောင်းလောက်ရှိမယ်လေ့လာတယ်ပေါ့နော်သူတို့အဓိကကျွန်တော်ကဒီသင်ရိုးလည်းပါတာပေါ့သင်ရိုးနဲ့ဒီကလေးစာတက်ဖို့ပဲလိုချင်တဲ့အခါကျတော့ဒီ channel တော့တွေ့တာပေါ့နော်ဒီကျောင်းရဲ့ folder ပေါ့မတွေ့တဲ့အခါမှာသူကခေးလေးတွင်းကြပေါ့နော်ပညာသားမချမ်းမဲနဲ့ဆရာသားမချမ်းမဲနဲ့ step by step ရှင်းပြလိုက်တဲ့အခါမှာပြောမယ်ဆိုတော့ညံလင်းပွင့်သွားတာပေါ့ပြန်มาထားရမယ်ဆိုတော့သိကြသွားတာပေါ့အဓိကတော့အဲ့ဒါပါပဲအဲ့လိုဆိုတဲ့အခါကျတော့ကိုကဒီကလေးကိုဒီမှာထားဖို့တော့တန်တရားမရှိတော့ဘူးငါကလေးဒီကြောင်စာတက်မှာဆိုတော့ယုံကြည်ချက်ပေါ့အဓိကကျန်တဲ့မိဘတွေဘယ်လိုရွေးချယ်လဲတော့မသိဘူးကျွန်တော်ကတော့စာတက်ဖို့ပဲအဓိကရွေးချယ်တာပေါ့ဒီကြောင်အခုနောက်ဆုံးဒီ year 1ပေါ့နော်သင်လိုက်တဲ့အပေါ်မှာလည်းအားရတယ်ပေါ့လုံးဝ course အပြတ်သင်တယ်ပေါ့နော်ဒီ science ပေါ့တခြားကျောင်းတွေဆိုရင်ကြည့်တယ်သူတို့ gist ထုတ်ထားတာလीလောက်ပဲသင်တယ်ကလေးကိုနည်းနည်းလေးတွေပဲသင်တယ်ပေါ့နော်သူတို့ဒီဟိုမှာရှိတဲ့သင်ရိုးတွေဘယ်လိုမှန်းတော့ကျွန်တော်လည်းမသိပါဘူးဒါပေမဲ့ဒီကထုတ်တဲ့စာအုပ်သင်ရိုးတော့ဒီကအပြည့်သင်တယ်ပေါ့နော်အဲ့ဒါနဲ့ကိုတော်တော်လေးလုံလောက်နေမြန်မာသားဆိုရင်လည်းအတော်လေးဒါဟို international ကျောင်းတစ်ခုအနေနဲ့အတော်သင်တယ်လို့ပြောအောင်ပါပေါ့အတော်လေးကလေးကဟိုဘက်မှာပြန်ပြီးတော့လောက်ရတာကအနည်းငယ်ပဲပြန်ပြီးအားဆိုင်ရတယ်ပေါ့အဲ့လောက်ပဲရှိရတယ်ပေါ့ဟုတ်ဒါဆူရတယ်ပေါ့ကိုယ့်ရဲ့ feeling လေးချက်တော့ဒီနေ့ကတော့ဟိုပထမဆုံးပြောမှဆိုတော့ပြောတာပေါ့ပြောတော့ဆိုကိုတစ်နှစ်ပတ်လုံးဒီလိုမျိုးလှုပ်လာတစ်နှစ်ပတ်လုံးလှုပ်လာတာပေါ့နော်ဘာလို့ဆိုဒီ time 1 time 2 time 3ဆိုပြီးတော့ time တစ်ခုနောက်ဆုံး time 3ကြာမှလှုပ်မယ်ကွာလှုပ်လို့မရဘူးလေအဲ့လိုမျိုးလှုပ်လာတဲ့အပေါ်မှာစုလေးတစ်ခုရလာတယ်ဆိုတဲ့ခါကျတော့ငါတို့ကြိုးစားရတာနည်းနည်းဟိုကောင်းတယ်ပေါ့နောက်နေ့ကျရင်လည်းဒီလိုကြိုးစားလို့ရှိရင်ရနိုင်တယ်ပေါ့အဲ့လိုမျိုးလေးဟို feeling ကောင်းတာပေါ့ဟုတ်